မင်္ဂလာပါဒီနေ့ကျွန်တော်တို့ရုံးကြီးဘုံကနေကျွန်တော်တို့ဒီခြံဝမြို့မှာရှိတဲ့ဘူးမိုဆန်ခြံဝမြို့ရဲ့အမြင့်ဆုံးတောင်ဖြစ်ပါတယ်ဘူးမိုဆန်တီကိုကျွန်တော်တို့ 8.5 ကီလိုမီတာတောင်တက်ခီးသွားမှာဖြစ်ပါတယ်ကျွန်တော်ရွာလန်းဆုံးသွားပြီပေါ့နော်တောလန်းရုံးကြီးဘုံထိပ်ကိုကျွန်တော်စားတက်နေပြီဖြစ်ပါတယ်ဟိုကျွန်တော်တို့စားတက်တဲ့နေရာကဒီကင်းမဲဒီဂျင်လဲဘက်ကပေါ့နော်ဘူးမိုဆန်ကြတော့ဒီချောင်းမြို့ဘက်ရောက်သွားတယ်နော်ဘူးမိုဆန်မှာကျွန်တော်တို့နေဝင်ချိန်ဆန်းဆက်ကြည့်မှာပေါ့နော်အဲ့နေရာကဆန်းဆက်ကြည့်ရတာရမ်းလှတယ်ဆိုပြီးနာမည်ကြီးတဲ့နေရာဖြစ်ပါတယ်အောက်မှာဟိုဟာရှိတယ်ဆန်းချောင်းရေကူးလို့ရတယ်ဒါမဲ့ဟိုဟာရှိတယ်အကောင်ပလောင်များတယ်ဖားတွေရောဟာတွေရောဒီနာဆန်းချောင်းဘယ်သူမှတိတ်မသိဘူးလှရအောင်မဟုတ်တယ်ဒီထိုးလို့ကောင်းမိုက်တယ်နေရာဒီကြီးလာစိန်လို့ရတယ်ဟိုတော့လာတော့ဒီမှာတရွတ်တွေဖုံးနေဟိုငါးရအိုးလိုက်ကြီးငါးတွေအများကြီးတိုးထဲမှာတစ်ပင်ခြုံတွေကိုတိုးဝေရင်တောင်တက်လမ်းကြောင်းနဲ့လွဲချော်ပြီးလမ်းမှားသွားခဲ့ပါတယ်ဟုတ်လားဒီမှာလမ်းတွေ့ပြီလမ်းတစ်ဖြည်းဖြည်းနဲ့ဆွေပြီးတော့မှားသွားတယ်မသိမသာလေးမှားသွားတယ်ဘယ်ဆင်းတရားဆင်းတရားပုံနေမယ်အိုးဟာနေရာဒီရောက်ပြီဆိုတော့ပင်တွေပြန်ပြီးတော့ရှင်တန်လာတဲ့တူကျွန်တော်တောအုတ်ကဖြည်းဖြည်းထူလာပါတယ်တောထူလာလို့ကျွန်တော်လမ်းကိုတေချာမမြင်ရခုနကလမ်းမှားပါတော်သေးအဝေးမရောက်ပါတော့တော်ထဲမှာချင်းလိုကောင်းနေတဝေးနဲ့နားမှာတဝေးနဲ့နောက်ကတောက်ချောက်လိုက်အဲ့ကောင်နေနေရာဒီရောက်ပြီမို့တောတောင်တစ်ခုလုံးရွက်တစ်တို့နဲ့စိမ့်လန်းဆိုပြေနေပြီးတဘာဝသရိပ်တို့ကအေးမြလို့နေပါတယ်တော်ထူရပြလမ်းရအောင်ပိတ်နေရုံးကြီးဘုံကိုသွားတဲ့တောင်တက်ပလန်းကျယ်ရှိပေမဲ့ကျွန်တော်တို့ကတောတိုးရင်တဘာဝအရသာစစ်မှန်ကိုခန်းစားခြင်းတာမို့ခုလိုလူသူရောက်ပေါက်နေပြီးခက်ခဲတဲ့တောလမ်းကိုရွေးချယ်ခဲ့ကြခြင်းဖြစ်ပါတယ်တောင်တက်လန်းချို့နေရာတွေမှာလမ်းကိုရေရမတွေ့ရပဲတောတိုးရင်သွားရတယ်လို့တချို့နေရာတွေမှာရေတိုက်စားမှုကြောင့်မြေပြိုနေပြီးခြေလမ်းတွေကိုတတိနဲ့ထဲမိသွားရပါတယ်ကျွန်တော်တို့နားရင်တက်ရင်နဲ့တဖြည်းဖြည်းတောင်ရက်မတ်ဆောက်တဲ့အမြင်ပိုင်းကိုရောက်လာခဲ့ပါတယ်ကျွန်တော်ရဲ့ညာဘက်ခြေထောက်ဒူးနေရဟာ running လုပ်ရင် injury ဖြစ်ထားတာမို့ခုလိုအားစိုက်တက်ရတဲ့အခြေအနေတွေမှာပိုလို့နာကျင်လာပါတယ်တောင်ထိပ်ပန်းနိုင်ကိုရောက်လို့တဲ့စိတ်ကြောင့်နာကျင်မှုကိုအန်တူပြီးရောက်အောင်သွားခဲ့ပါတယ်
ဒေါ်လန်ကျန်းကိုဖြတ်ကျော်ပြီးတောင်ထိပ်စီသို့ချီတက်ခဲ့ကြပါတယ်လမ်းတစ်လျှောက်မှာကျင်းသားလေပန်းခရမ်းပြတို့ဖူးပွင့်ဝေစာနေကြပါတယ်ခုဆိုရင်ကျွန်တော်တို့ရုံးကြည့်ပုံတောင်ထိပ်ကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ်ဟိုးဘာမှမြင်နေရတယ်ဘူးမိုဆန်ကိုကျွန်တော်သွားမှာဖြစ်ပါတယ်ဘူးမိုဆန်တီကိုရုံးကြည့်ပုံကနေ 4.5 km ဝေးပါတယ်အချိန်ကတော့2နာရီမထဲမှာတော့2နာရီ6မိနစ်ပြရတယ်ပေါ့နော်တကယ်တမ်းသွားမယ်ဆိုရင်ဘယ်လောက်ကြာမလဲတော့မသိဘူးဗျကျွန်တော်တို့ပထမဆုံးသွားမှာဖြစ်ပါတယ်ဟိုကျွန်တော်တောင်ကြီးကနေရုံးကြည့်ပုံထိကိုကျွန်တော်တို့2နာရီလောက်တက်ကြရတယ်နော်နိုင်လောက်တက်ပြီးတော့ရုံးကြည့်ပုံရောက်တယ်ရုံးကြည့်ပုံကနေကျွန်တော်တို့ဘူးမိုဆန်ချောင်မြင့်မှာရှိတဲ့ဘူးမိုဆန်ကိုသွားမှာဖြစ်ပါတယ်ကဲကျွန်တော်ခီးစမ်းဒုတိယပိုင်းမှာတော့ချန်ဝင်မြို့ရဲ့အမြင့်ဆုံးတောင်ဖြစ်တဲ့ဘူးမိုဆန်သွားခဲ့တဲ့ခရီးကိုရှုစားကြရမှာဖြစ်ပါတယ်ပင်လယ်ပြင်နဲ့တောင်တန်းတွေကိုအပေါ်စီးကနေမြင်ရတဲ့ရှုခင်းအလှနဲ့ဘူးမိုဆန်ရဲ့နေဝင်ချိန်အလှဟာလူတွေတကူးတကသွားကြည့်ကြရတဲ့နေရာတစ်ခုဖြစ်ပါတယ်